မပြောက်သေးတဲ့အရေးတစ်ခုဟာလာရောင်ရဲ့အတွင်းစိတ်ထဲမှာအခုထိကိန်းအောင်နေစေထက်တယ်။လာရောင်နဲ့တီရီတို့ဟာအတူတူနေထိုင်နေကြပြီမဲ့လာရောင်ရဲ့စိတ်ထဲမှာတော့တခုခုကိုမူမမှန်တယ်လို့ခံစားနေရတယ်။တညလာရောင်ရဲ့အိမ်ပတင်းဝါကနေပြီးနှင်းစီပန်းတပွင့်ပြန်ပေါ်လာခဲ့တယ်။သူမသိတဲ့အရာတစ်ခုကတော့နှင်းစီဟာသူ့အပေါ်မှာအခုချိန်ထိဆွဲလန်းစိတ်ရှိနေသေးတယ်ဆိုတာကိုမေ့နေခဲ့တယ်။လာရောင်ရဲ့တီမက်တွေထဲမှာနှင်းစီရဲ့အထံကိုကြားနေခဲ့ရတယ်။လာရောင်ရှင်ကျမကိုလက်မလွတ်နိုင်သေးဘူးဆိုတာကျမသိတယ်။လာရောင်တီမက်ကနေဒီလန်နိုးလာခဲ့တယ်။ဒါပေမဲ့တိုက်တိုက်ဆိုင်ဆိုင်ပဲတီရီကအဲ့ဒီညမှာတခါမှမပြောဘူးတဲ့စကားတွေမသိတဲ့စကားတွေကိုရောင်ရမ်းပြီးပြောနေခဲ့တယ်။လာရောင်နဲ့တီရီဟာတညတဲ့တစ်ချိန်ထဲမှာပဲတူညီတဲ့အိမ်မက်ကိုမှတ်ခဲ့ကြတယ်။တီရီလည်းအိမ်မက်ထဲမှာလာရောင်နှင်းစီတို့နဲ့အတူတူညီတဲ့နေရာတူညီတဲ့အချိန်ကိုမြင်နေခဲ့ရတယ်။နှစ်ယောက်လုံးတူညီတဲ့အိမ်မက်တစ်ခုထဲမှာတွေ့ဆုံနေခဲ့ကြတယ်။ဒါက coincidence တိုက်ဆိုင်မှုမဟုတ်တော့ဘူး။ဒီလိုနဲ့လာရောင်တိလာခဲ့ရတာကတော့နှင်းစီဝင်ကဘာဟာတကယ်ပဲအစိုးမရှိတဲ့နေရာတစ်ခုဖြစ်တယ်ဆိုတာကိုသူသိလာခဲ့ရတယ်။အဲ့ဒီထဲမှာအမတ်တရတွေကအသက်ရှင်နေတယ်ဆိုတာကိုပါသိလာခဲ့ရတယ်။တီရီရဲ့စိတ်ထဲမှာနှင်းစီရဲ့စိတ်ခံစားချက်တွေပိုများလာခဲ့တယ်။တီရီဟာနှင်းစီနဲ့မတူညီတဲ့လူတစ်ယောက်ဖြစ်ပြီးမဲ့နှင်းစီနဲ့နှလုံးသားချင်းထပ်တူကြနေတယ်လို့ခံစားလာရတယ်။ဒီအကြောင်းအရာတွေကပဲလာရောင်ကိုပြန်ပြီးရွေးချယ်ဖို့ဖြစ်လာစေခဲ့တယ်။တီရီကိုချစ်တာလားဒါမှမဟုတ်နှင်းစီကိုမေ့ပစ်ပြီးလက်မလွတ်နိုင်သေးတာလားဆိုတာတွေကိုရွေးချယ်ဖို့ဖြစ်လာခဲ့တယ်။တီရီဟာသူမရဲ့အမှန်တရားကိုသိမြင်လာခဲ့ရတယ်။အဲ့ဒီအရာကတော့သူမရဲ့အတွင်းစိတ်ဝိညာဉ်ထဲမှာနှင်းစီရဲ့အမှတ်တရတွေရှိနေခဲ့တယ်ဆိုတာကိုသူမကိုယ်သူသိရှိလာခဲ့ရတယ်။ဒါကြောင့်သူမဟာသူမမဟုတ်တယ်လို့ခံစားခဲ့ရတယ်။တီရီကလာရောင်ကိုပြောတယ်။ကျမတနေ့မှပျောက်ကွယ်သွားနိုင်တယ်လို့ပြောလာခဲ့တယ်။အဲ့ဒီစကားကိုကြားလိုက်တဲ့အချိန်မှာလာရောင်တလောက်အတော်လေးကိုစိတ်ထိခိုက်သွားခဲ့ရတယ်။လာရောင်တလောက်ထဲနှင်းစီဝင်းကဘာထဲကိုနောက်တစ်ကြိမ်ပြန်ဝင်သွားခဲ့တယ်။ဒီတစ်ခါသူနှင်းစီဝင်းကဘာတွေကဖြေတော့မှပြန်ထွက်လာနိုင်တော့မှမဟုတ်ဘူး။ဝင်းကဘာအတွင်းမှာလာရောင်တလောက်နောက်ဆုံးမှာနောက်တစ်ကြိမ်နှင်းစီကိုပြန်တွေ့လိုက်တယ်။ပြန်တွေ့တဲ့အချိန်မှာနှင်းစီကလာရောင်ကိုပြုံးပြီးပြောတယ်။ဒီနှင်းစီဝင်းကဘာထဲကိုပြန်မလာခဲ့တဲ့ဘူးလို့လာရောင်ကိုပြောခဲ့တယ်။နှင်းစီကပြောတယ်။တီရီနဲ့ကျမတစ်ချိန်ထဲမှာပဲလာရောင်ရဲ့အနားမှာရှိနေလို့မဖြစ်နိုင်ဘူး။ဒါကြောင့်တီရီကိုရွေးမယ်ဆိုရင်လာရောင်ကနေနှင်းစီပျောက်ကွယ်သွားမှာဖြစ်မယ်။အမှန်တရားကနာကျင်ရတယ်ဆိုပေမဲ့လာရောင်တယောက်ယောက်ကိုရွေးချယ်မှာဖြစ်မယ်ဆိုတာကိုသိလာခဲ့တယ်။တီရီကိုနှင်းစီဝင်ကပါလေးကကဲချင်ရင်နှင်းစီကိုလုံးဝလက်လွတ်ရမယ်အခြေအနေကိုရောက်လာခဲ့တယ်။ဒါမှမဟုတ်နှင်းစီကိုရွေးချယ်မယ်ဆိုရင်တီရီသူ့ရနာကလုံးဝပျောက်ကွယ်သွားမယ်အခြေအနေကိုရောက်လာခဲ့တယ်။နောက်ဆုံးမှာလာရောင်တယောက်ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်နိုင်ခဲ့တယ်။လာရောင်တယောက်မျက်ရည်တွေစီးကြပြီးပြောနေခဲ့တယ်။အချစ်ကပိုင်ဆိုင်မှုမဟုတ်ဘူး။ကိုချစ်ရတဲ့လူကောင်းစားဖို့အတွက်လက်လွတ်လိုက်ခြင်းဟာလည်းအချစ်ဖြစ်တယ်ဆိုတာကိုပြောနေခဲ့တယ်။လာရောင်တယောက်နောက်ဆုံးမှာတီရီကိုပဲရွေးချယ်ခဲ့တယ်။နှင်းစီကိုလက်လွတ်ခဲ့လိုက်တယ်။အဲ့ဒီအချိန်မှာတော့နှင်းစီကပြုံးပြီးပြန်ပြောခဲ့တယ်။ဒီတစ်ခါနှင်းစီဝင်းကဘာထဲကနေပြီးလာရောင်ထွက်နိုင်ခဲ့ပြီ။လာရောင်ရဲ့ဆုံးဖြတ်ချက်မှန်ကန်လို့နှင်းစီအယမ်းကျေနပ်ခဲ့ပါတယ်။ရုတ်တရက်အိယာကနေပြီးလာရောင်တယောက်လန့်နိုးပြီးမျက်လုံးဖွင့်လိုက်တဲ့အချိန်မှာပဲသူ့ဘေးမှာတီရီကရှိနေခဲ့တယ်။တစ်ချိန်ထဲမှာပဲလေပြေလီညင်းလေးတိုက်ခတ်လာခဲ့တယ်။ဒီတစ်ချိန်မှာတော့နှင်းစီပန်းရွက်တွေဟာလေထဲမှာမပြတ်လွင့်တော့ဘူး။ဒီအပိုင်းလေးမှာပေးချင်တဲ့အကြောင်းအရာလေးကတော့တချို့အချစ်တွေကပိုင်ဆိုင်ဖို့တက်တက်မဟုတ်ဘူး။သူ့ဘဝလေးအစဉ်ပြေပြေဖြတ်သန်းနိုင်ဖို့လက်လွတ်ပေးတဲ့ရင်ပေးရမေးဆိုတာပါပဲ။နောက်လာမယ့်အပိုင်းတွေကိုကြည့်ရှုနိုင်ရတဲ့အတ like and subscribe လေးလုပ်ပေးသွားကြဖို့တောင်းဆိုပါတယ်ရှင်။